မဲဒလင်မြို့မှာငလင်လွတ်ခဲ့ပြီးတီတူများအထိတ်တလန့်ဖြစ်နေအိမ်များမှာဆင်းပြေးရာငလင်ပြေးအား4.2အဆင့်ရှိဟုဆိုယနေ့ဖေဖော်ဝါရီလ3ရက်နေ့မွန်းလွဲ12:42မိနစ်အချိန်မဲဒလင်မြို့ပေါ်မှာအလွန်တိတာစွာငလင်လွတ်ခတ်သွားခြင်းဖြစ်ပြီးအထံမြင့်တိုက်တာတချို့မှပြည်သူများပြေးဆင်းလာရကြောင်းငလင်မှာစက္ကန့်ပိုင်းသာကြာမြင့်သွားလဲလွတ်ခတ်မှုအရှိန်ပြင်းထန်ကြောင်းသိရှိရပါတယ်မလာတော့ကငလင်လိုမင်းလွတ်သွားတာကျန်းလဲကျန်းအချိန်တော့တိုပေမဲ့ခါထွက်သွားပြီးတော်တော်များများဆင်းပြေးကြတယ်လို့မန္တလေးမြို့မှာပြည်သူတို့ကပြောပါတယ်သတင်းထုတ်ပြန်ချက်အရ2026ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မြန်မာစံတော်ချိန်မွန်းလွဲ12:42မိနစ်အချိန်ခန့်မန္တလေးတိုင်းအုံမြေသာဆန်မြို့နယ်အတွင်းမြေအောက်အနက်10ကီလိုမီတာခန့်ကိုဗဟိုပြုပြီး Richter scale 4.2အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းငလျင်လွတ်သွားကြောင်းထုတ်ပြန်ပါတယ်ငရင်လောက်တာကဒရုန်းဆိုတဲ့အတန်ကြီးအကျယ်ကြီးနဲ့လှိုက်ခနဲ့အောက်ကြီးကိုနေဆင်းသွားပြီးအတော့ကိုကျန်းတယ်လို့ပြောရမယ်လို့အောင်မြေသားဆန်မြို့နယ်မှာနေထိုင်တဲ့စိုင်းပိုင်ရှင်တို့ကပြောပါတယ်။မြန်မာနိုင်ငံဟာစစ်ကိုင်းပြည့်ညွှန်ကြောပေါ်မှာတည်ရှိနေတာကြောင့်မန္တလေးမြို့သူမြို့သားများအနေနဲ့နောက်ဆက်တွဲငရင်အန္တရာယ်ကိုသတိပြုနေထိုင်ကြဖို့လိုအပ်ပါတယ်။ငရင်လွတ်ခတ်ချိန်မှာအခြေခံကာကွယ်ရေးနည်းလမ်းတွေကိုလိုက်နာကြဖို့လဲတိုက်တွန်းလိုပါတယ်ရှင်။အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေရှင်။